Worry make money ဆောက်ရအစစ်နံပါတ်25 Learn to let go of the need for approval အတိမတ်ပြုခံရဖို့လိုအပ်ခြင်းကိုလှုပ်ပေးတတ်ဖို့တင်ယူပါဆိုတော့အစိတ်ပိုင်းကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီ essay ရဲ့အဓိကရွေးချက်တော့တခြားသူတွေရဲ့လက်ခံအတည်ပြုမှုကိုအလွန်အမင်းလိုအပ်ခြင်းဟာတင်ရဲ့လွတ်လပ်မှုနဲ့ပျော်ရွှင်မှုကိုဖြစ်စေတယ်ဆိုတာကိုရှင်းပြပေးထားပါပဲဖြစ်ပါတယ်လူတိုင်းကိုကျင့်တတ်အောင်နေဖို့မကြိုးစားပဲနဲ့ကိုတစ္ဆာရှိခြင်းကပိုရေးကြည့်တယ်လို့စာရေးဆရာကဆိုထားပါတယ်အသေးစိတ်ကြောင်းရာတော့တင်မှတ်ပြုတ်ခံရဖို့လိုအပ်ခြင်းဆိုတာပါလဲ What is the need for approval စာရေးဆရာကဒီလိုဥစွာအယူဆရဲ့အတိတ်ပဲကိုရှင်းပြပါတယ်အတိမတ်ပြုတ်ခံရဖို့လိုအပ်ခြင်းဆိုတာတခြားသူတွေငါ့ကိုသဘောကျမှငါ့ကိုလက်ခံမှငါတန်ဖိုးရှိတယ်ဆိုတဲ့အတွေးခေါ်ပါဒီစိတ်ထားရှိသူတွေရဲ့လက္ခဏာတော့သူများတွေငါ့ကိုဘယ်လိုမြင်မလဲငါဒီလိုလုပ်ရင်သူတို့သဘောကျမှာလားသူတို့သဘောမကျရင်ငါပါလုပ်ရမလဲငါ့ကိုလူတိုင်းကြိုက်အောင်နေရမယ်စာရေးဆရာကသူတို့ရေးသားထားပါတယ်တင်ဟာလူတိုင်းသဘောကျမှာကိုစိုးရင်နေရင်တင်ဟာဘသူ့ကိုမှတကယ်မကျေနပ်နိုင်မတော့ပါဘူးနင့်အတိမတ်ပြုတ်ခံရဖို့လိုအပ်ခြင်းရဲ့ဆိုးကျိုးဒီအလေးထားရဲ့ဆိုးကျိုးတွေကိုစာရေးဆရာကဒီလိုရှင်းပြထားပါတယ်တစ်ကိုတစ္ဆာမရှိနိုင်တော့ခြင်းတခြားသူတွေသဘောကျမဲ့အရာကိုပဲလိုက်နေရင်ကိုတကယ်လှုပ်ချင်တာကိုလှုပ်ဖို့မိသွားတတ်တယ်နှစ်စင်ဆက်မပြတ်စိုးရင်ပူပန်ခြင်းသူတို့ငါ့ကိုသဘောကျမလားဆိုတဲ့အတွေးကစိတ်ဆွမ်းရင်ကိုအဆက်မပြတ်စုပ်ယူနေပါတယ်သုံးအခွင့်အရေးတွေလက်လွတ်ခြင်းတခြားသူတွေမကြိုက်မှာဆိုလို့စွန့်စားရမှာအတိအဆန်းလုပ်ရမှာကြောက်တယ်လက်ခံအတင်ပြုမှုကိုလိုအပ်နေတဲ့သူတွေကသူတို့ပါတီမလဲလူတိုင်းကိုကျေနပ်အောင်နေရမယ်အစင်မပြတ်စိုးရင်နေတယ်အခွင့်အရေးတွေလက်လွတ်သွားတယ်ဒါပေမဲ့မိမိကိုယုံကြည်တဲ့သူတယောက်ကငါပါထင်တယ်မိမိကိုတစ္ဆာရှိတယ်စိတ်အေးချမ်းတဲ့အခွင့်အရေးတွေဖန်တီးနိုင်တယ်သုံးအမှန်တရားလူတိုင်းတင့်ကိုသဘောကျမှာမဟုတ်ပါဘူးစာရေးဆရာကရေးရေးဝုန်းဝုန်းပြောထားတဲ့အချက်ကတင်ဘလောက်ပဲစူးစမ်းကဘာပေါ်မှာလူတိုင်းတင့်ကိုသဘောကျမှာမဟုတ်ပါဘူးဒါဟာတင့်မှာချွေယွင်းချက်ရှိလို့မဟုတ်ပါဘူးတခါတရံသူတို့ရဲ့ကိုယ်ပိုင်ပြဿနာကြောင့်တခါတရံသူတို့ရဲ့အရတာကွာလို့တခါတရံမှာတင်နဲ့သူတို့မကိုက်ညီနေလို့ဒါကိုလက်ခံလိုက်ရင်တင်ဟာလွတ်မြောက်သွားမှာပဲဖြစ်ပါတယ်လေလူတိုင်းကြိုက်အောင်နေခြင်းရဲ့ထောင်ချောက်ကတော့မင်းဟာလူ10ယောက်ရဲ့ရှိမှတခုလှုပ်တယ်ဆိုပါစို့9ယောက်ကသဘောကျတယ်2ယောက်ကဂိမ်းမဆိုင်ဘူး1ယောက်ကမကြိုက်ဘူးမင်းရဲ့အုံနောက်ကအဲ့ဒီ1ယောက်ကိုပဲအာယုံစိုက်တတ်တယ်သူမကြိုက်ဘူးငါပါလို့ရမလဲဆိုတဲ့အတွေ့မျိုးဝင်နေတတ်တယ်ဒါပေမဲ့မေးစရာတစ်ခုကကျန်တဲ့9ယောက်ကသဘောကျတဲ့အကြောင်းဘာလို့မစဉ်းစားတာလဲငါအတိမတ်ပြုတ်ခံရဖို့လိုအပ်ခြင်းကိုလှုပ်ပေးတဲ့နည်းလမ်းတစ်ငါလက်ခံပါ self approval တခြားသူတွေရဲ့လက်ခံမှုကိုစောင့်မဲ့အစားကိုဥစွာလက်ခံပါမနေ့တိုင်းမှာငါလက်ခံတယ်လို့ပြောပါနှစ်အရေးကြီးတဲ့သူတွေကိုပဲအာရုံစိုက်ပါတင်တကယ်ကူးဆက်တဲ့သူတွေမိသားစုမိတ်ဆွေရင်းချရဲ့ထင်မြင်ချက်ကိုတန်ဖိုးထားပါကြံတဲ့သူတွေရဲ့ထင်မြင်ချက်ကိုလွတ်ပေးပါသုံးငါမကြိုက်တဲ့သူအတွက်အချိန်မကုန်ပါနဲ့တင့်ကိုမကြိုက်တဲ့သူတယောက်အတွက်နာရီပေါင်းများစွာစိတ်ညစ်နေမဲ့အစားတင့်ကိုကြိုက်တဲ့သူအတွက်အချိန်သုံးပါနံပါတ်၄မင်းမားတယ်လို့ပြောရဲပါစေတစုံတစ်ယောက်ကမင်းရဲ့ဆုံးဖြတ်ချက်ကိုသဘောမကျရင်မင်းမားတယ်လို့ငါထင်တယ်ဒါပေမဲ့ဒါငါရဲ့ဆုံးဖြတ်ချက်လို့ပြောရဲရမယ်နံပါတ်6အလီနာရူစဘက်ရဲ့ညံအလင်းစာရေးဆရာကအလီနာရူစဘက်အမေရိကန်သမ္မတဟောင်းရဲ့ဇနီးနာမည်ကျော်စကားကိုကိုးကားထားပါတယ်သဘောတူညီချက်မရှိဘဲတင့်ကိုတင်လေးစားမှုမရှိရင်ဘယ်သူမှတင့်ကိုစိတ်ဆင်းရဲအောင်မလုပ်နိုင်ပါဘူးဆိုလိုတာကမင်းလေးစားမှုရှိရင်တခြားသူတွေရဲ့လက်ခံမှုကိုသိမလို့အပ်တော့ပါဘူးနံပါတ်9အောင်မြင်သူတွေရဲ့လျှို့ဝှက်ချက်စာရေးဆရာကအောင်မြင်သူတွေဟာလူတိုင်းသဘောကျအောင်နေတဲ့သူမဟုတ်ဘူးလို့ရှင်းပြထားပါတယ်စတီဗ်ဂျော့ဟာလူအများကြားမှာအငြင်းပွားစရာတွေအများကြီးရှိခဲ့တယ်ဒါပေမဲ့သူ့ရဲ့အမြင်ကိုယုံကြည်ခဲ့တယ်မာတင်လူသာကင်းသူဟာလူအများကသူ့ကိုမုန်းတီးခဲ့ကြတယ်ဒါပေမဲ့သူ့ရဲ့ယက်တီချက်ကိုမပြောင်းလဲခဲ့ဘူး
J.K. Rowling ရဲ့ Harry Potter စာအုပ်ကိုထုတ်ဝေရေး12ကြိမ်ငြင်းပယ်ခံခဲ့ရတယ်။သူတို့ဟာတခြားသူတွေရဲ့လက်ခံမှုအတွက်မဆောင်ခဲ့ကြပါဘူး။သူတို့ဟာသူတို့ရဲ့ကိုယ်ပိုင်အမြင်အတွက်ယက်တည်ခဲ့ကြတယ်။တိကကောက်လို့ရှိရတော့မင်းရဲ့တန်ဖိုးကိုတခြားသူတွေရဲ့ထင်မြင်ချက်နဲ့မဆုံးဖြတ်ပါနဲ့။မင်းကိုမင်းလက်ခံပါ။မင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကိုယုံကြည်ပါ။အဲ့ဒီအခါမှာမင်းဟာလွတ်မြောက်သွားပါလိမ့်မယ်။ဒီ essay ရဲ့သင်ခန်းစာတော့လက်တွေ့ကျင့်သုံးရမှာတဲ့လက်တွေ့ကျင့်သုံးရမယ့်အချက်ကတော့လာမယ့်24နာရီအတွင်းမှာတင်လှုပ်ချင်ပေမဲ့တခြားသူတွေပါထင်မလဲဆိုပြီးရက်နှက်ထားတဲ့အရာတစ်ခုကိုလှုပ်ကြည့်ပါဥမာစပင်ပုံစံအသစ်အဝတ်စားအသစ်အကြံဉာဏ်တစ်ခုပြီးလို့ရှိရင်တင်ပယ်လိုခံစားတဲ့သတိထားကြည့်ပါအများအားဖြင့်တခြားသူတွေတိတ်ပြီးတော့ကြိုးမဆိုင်ပဲတင်ကိုယ်တိုင်ပိုလက်လက်သွားတာကိုတွေ့ရပါလိမ့်မယ်အဆင့်နံပါတ်26 accept that failure is part of the process ကြာရှုံးခြင်းဟာလုပ်ငန်းစဉ်ရဲ့အစိတ်ပိုင်းတစ်ခုဆိုတာလက်ခံပါဒီ essay ရဲ့ရွေးချက်ကတော့ကြာရှုံးခြင်းဟာအောင်မြင်ခြင်းရဲ့ဆန့်ကျင်ဘက်မဟုတ်ပဲအောင်မြင်ခြင်းစီသွားတဲ့ခီးစဉ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်လို့စိတ်ဆရာရှင်းပြထားပါတယ်ကြာရှုံးခြင်းကိုကြောက်ရွံ့ခြင်းဟာအောင်မြင်ခြင်းထက်ပိုအန္တရာယ်များတယ်လို့ Richard Carson ကဆိုထားပါတယ်အသေးစိတ်ကြောင်းရာတော့1ကြာရှုံးခြင်းနဲ့ပတ်သက်တဲ့အထင်မြင်မှာစိတ်ဆရာတို့အများစုရဲ့အထင်မြင်မှာဆိုဥစွာထောက်ပြထားပါတယ်တို့အများစုကကြာရှုံးခြင်းဟာရှက်စရာအဆုံးသက်လို့ထင်ကြတယ်သူတို့ဟာကြာရှုံးမှာဆိုလို့စတင်ဖို့တော့မရေကြဘူးကြာရှုံးရင်ငါဘာမှတတ်နိုင်တာမရှိဘူးလို့ကိုယ့်အပြစ်တင်ကြတယ်ကြာရှုံးခြင်းကိုအဆုံးအဖြစ်သတ်မှတ်ကြတယ်ဓမ္မကာဆန်ကသူတို့ရေးသားထားပါတယ်ကြာရှုံးခြင်းဟာနောက်ပြန်လက်စရာဆိုင်ဖို့မဟုတ်ဘူးဒါဟာဒီလမ်းကြောင်းကအလုံးမဖြစ်ဘူးနောက်လမ်းကြောင်းကိုစမ်းပါလို့ပြောတဲ့လမ်းညွန်ဆိုင်ဖို့ပဲဖြစ်ပါတယ်နေ့အောင်မြင်သူတွေရဲ့ကြာရှုံးမှုသမိုင်းကာဆန်ကအောင်မြင်သူအများစုဟာကြာရှုံးမှုများစွာကိုဖျက်ဆီးခဲ့ရတယ်လို့ရှင်းပြထားပါတယ်သောမတ်အက်ဒီဆန်မိသီးကိုတီထွင်ဖို့နီလန်ပေါင်း1000ကျော်ကြာရှုံးခဲ့တယ်သူကငါကြာရှုံးတာ1000ကျိန်မဟုတ်ဘူးအလုံးမဖြစ်တဲ့နီလန်ပေါင်း1000ကိုရှာတွေ့ခဲ့တာလို့ပြောခဲ့တယ်Walt Disney အစောပိုင်းမှာသတင်းစာအက်ဒီတာကသူ့မှာစိတ်ကူးညံမရှိဘူးလို့ပြောခဲ့တယ်။ဒီနေ့ Disney ဟာကမ္ဘာအကြီးဆုံးဖြုတ်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်နေပါပြီ။ J.K. Rowling Harry Potter စာအုပ်ကိုထုတ်ဝေရေး12ကြိမ်ငြင်းပယ်ခံခဲ့ရတယ်။ Albert Einstein ငယ်တုန်းကစကားနေတယ်။ဆရာတွေကသူ့ကိုဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ထင်ခဲ့ကြတယ်။ဒီလိုတွေအားလုံးရဲ့ပုံတူညီချက်ကတော့သူတို့ဟာကြာရှုံးခြင်းကိုရပ်တန့်ဖို့အကြောင်းပြချက်အဖြစ်မတုံ့ခဲ့ကြပါဘူးသူတို့ဟာသင်ခန်းစာအဖြစ်ပဲအသုံးပြုခဲ့ကြပါတယ်တုံးကြာရှုံးခြင်းပေါ်ချင်းကပ်ပုံနှမျိုးကြာရှုံးခြင်းကိုကြောက်နေတဲ့သူတယောက်ကတော့ငါအယံ့ညံ့တယ်ထပ်မကြိုးစားတော့ဘူးငါရှက်တယ်ရပ်တန့်သွားမယ်မားကိုဖုံးကွယ်တယ်ဒါပေမဲ့ကြာရှုံးခြင်းကိုတင်ယူမှုအဖြစ်မြင်တဲ့သူတယောက်ကတော့ဒီနီလန်းကအလုံးမဖြစ်ဘူးနောက်နီလန်းကိုစမ်းမယ်သင်ခန်းစာယူမယ်ဆက်ပြီးတော့တိုးတက်မယ်အမားကိုညှဝေတယ်နံပါတ်၄ကြာရှုံးခြင်းရဲ့အကျိုးကျေးဇူးကတော့ကြာရှုံးခြင်းမှာကောင်းတဲ့အချက်တွေလည်းရှိတယ်လို့ကာဆန်ကပြောပါတယ်တစ်သင်ခန်းစာယူခြင်းကြာရှုံးခြင်းကမင်းကိုဘာကအလုံးမဖြစ်ဘူးဆိုတာပြောပြတယ်အဲ့ဒီအခါမှာဘာကအလုံးဖြစ်တယ်ဆိုတာကိုပိုသိလာတယ်နေ့ခန္ဓာရည်စွမ်းအား resilience တိဆောက်နိုင်ခြင်းကြာရှုံးပြီးတော့ထပ်ကြိုးစားတိုင်းမင်းဟာပိုတန်မှန်လာတယ်နောက်ထပ်ကြာရှုံးမှုတွေအတွက်ပိုပြီးတော့အဆင်သင့်ဖြစ်လာတယ်၃နှိမ်ချမှု humility ကိုပေးခြင်းကြာရှုံးခြင်းကမင်းကိုငါလည်းအမှားလှုပ်တတ်တယ်ဆိုတာသတိပေးတယ်ဒါကမင်းကိုပိုပြီးနားလည်တတ်တဲ့သူဖြစ်စေတယ်နံပါတ်၄ကြောက်ရွံ့မှုကိုလျော့ကျစေခြင်းကြာရှုံးမှုကိုအချိန်ချင်းကြုံဖို့ရင်နောက်ထပ်ကြာရှုံးမှုအတွက်ကြောက်ရွံ့မှုမရှိတော့ပါဘူးလျော့ကျသွားပါပြီနံပါတ်5ကြာရှုံးခြင်းကိုဘယ်လိုလက်ခံမလဲဆိုင်းဆရာကနံပါတ်1အဆိုးဆုံးကပါလဲလို့ကိုမေးပါမင်းအလုပ်တစ်ခုလုပ်ပြီးကြာရှုံးရင်အဆိုးဆုံးကပါဖြစ်နိုင်မလဲအများဆုံးအဖြစ်တေမဲ့ကိစ္စမဟုတ်ပါဘူးရှက်တယ်ပတ်စံကုန်တယ်ဒါမှမဟုတ်အချိန်ကုန်တယ်ဒါတွေအားလုံးပြန်ကောင်းနိုင်တယ်နံပါတ်2ငါပါတင်ယူနိုင်မလဲလို့မေးပါကြာရှုံးမှုတိုင်းမှာတင်ခန်းစာတစ်ခုရှိတယ်အဲ့ဒီသင်ခန်းစာကိုရှာပါ
တင်ကန်းစာရုပ်ပြီးရင်အဲ့ဒီကြာရှုံးမှုကအလကားမဟုတ်တော့ပါဘူးနံပါတ်3တင်းငယ်တဲ့ကြာရှုံးမှုတွေကနေစတင်ပါဘဝမှာတင်းငယ်တဲ့အန္တရာယ်တွေဆန်းသက်ပါစကားဆက်မိတဲ့ဘွဲတစ်ခုမှာစကားပြောပါပြည့်ရင်လည်းဘာမှမဖြစ်ပါဘူးအလုံးမှာအကြံဉာဏ်တစ်ခုအတိတ်တစ်ခုတင်ပြပါပယ်ချရင်လည်းဒါပဲနံပါတ်4ကြာရှုံးခြင်းတရားတွေကိုရေးပါတင်ကြာရှုံးခဲ့တဲ့အရာတွေအဲ့ဒီကနေတင်ယူခဲ့တဲ့သင်ခန်းစာတွေကိုရေးမှတ်ထားပါရတပတ်လအနေငယ်ကြရင်တင်ဘလောက်ထိတိုးတက်လာတဲ့ဆိုတာကိုပြန်ကြည့်လို့ရပါတယ်နံပါတ်6စမတ်ကြတဲ့ကြာရှုံးမှုစမတ်ဖေးရီယာနဲ့မှိုင်မဲတဲ့ကြာရှုံးမှုRichard Carson ကကြာရှုံးခြင်းနှမျိုးရှိတယ်လို့ရှင်းပြထားပါတယ်စမတ်ကြတဲ့ကြာရှုံးမှုစမတ်ဖေးရီယာတင်ဟာစူးစမ်းခဲ့တယ်တင်ယူခန်းစာယူခဲ့တယ်ကြာရှုံးမှုကတင်းခဲ့တယ်မင်းရဲ့ဘဝတစ်ခုလုံးကိုဖြစ်စီလို့မရပါဘူးနောက်တစ်ချိန်ပိုတိလာတယ်မှိုင်မဲတဲ့ကြာရှုံးမှုကတော့ stupid failure တင်ဟာမပင်စင်ခဲ့ဘူးတင်ခန်းစာလည်းမယူဘူးအဲ့ဒီအမားကိုထက်ခါလှုပ်နေတယ်ကြာရှုံးမှုကကြီးမားတယ်မင်းရဲ့အသက်မွေးဝမ်းကြောင်းငွေကြေးကိုဖြစ်စီတယ်ညီမချက်ကစမကြတဲ့ကြာရှုံးမှုကိုပိုင်ဆိုင်ဖို့ပါမှိုင်မဲတဲ့ကြာရှုံးမှုကိုရှောင်ခြင်းပါနံပါတ်9ကြာရှုံးခြင်းကိုပြန်လည်သတ်မှတ်ခြင်း reframing failure Richard Carson ကနောက်ဆုံးအနေနဲ့ကြာရှုံးခြင်းဆိုတာကြာရှုံးခြင်းဆိုတဲ့စကားလုံးကိုပြန်လည်သတ်မှတ်ဖို့အကြံပြုထားပါတယ်ကြာရှုံးခြင်းအစားဒီလိုမြင်ပေးပါတင်ခန်းစာအလုံးမဖြစ်တဲ့နေတန်းပြန်စားဖို့အခွင့်အရေးတိုးတက်မှုရဲ့အဆင့်ဒီလိုမြင်ရင်ကြာရှုံးခြင်းဟာတိတ်ကြောက်စရာကောင်းတော့တဲ့အရာမဟုတ်တော့ပါဘူးတိကကောင်းလို့ချင်ရတော့အောင်မြင်သူတွေဟာကြာရှုံးခြင်းကိုမကြောက်ပါဘူးသူတို့ဟာကြာရှုံးခြင်းကိုတင်ယူမှုရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်လက်ခံတယ်မင်းနဲ့အဲ့ဒီလိုပါပဲကြာရှုံးမှာကြောက်လို့ရှေ့မတိုးတာတဲ့ကြာရှုံးပြီးတင်ယူတာကပိုကောင်းပါတယ်ဒီ essay ကသင်ခန်းစာကိုလက်တွေ့ကျင့်သုံးဖို့အကြံပြုချက်တစ်ခုနဲ့ဆုံးသက်ထားပါတယ်တင်ကြာရှုံးခဲ့ဖို့တဲ့အရာတစ်ခုကိုပြန်စဉ်းစားပါဒီကြာရှုံးမှုကနေငါပါတင်ယူနိုင်မလဲဆိုတဲ့သင်ခန်းစာ၃ခုကိုရေးပါပြီးရင်ဒီသင်ခန်းစာတွေရဲ့အခြေခံမှာငါနောက်တစ်ချိန်ပါကွာချအောင်လုပ်မလဲလို့ကိုမေးပါအဲ့ဒီအဖြစ်ကိုရရင်မင်းဟာကြာရှုံးခြင်းကိုအောင်ပွဲအဖြစ်ပြောင်းလဲနိုင်ပါပြီ